မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ JN Knowledge Channel မှကြိုဆိုပါရစေကျွန်တော်ရဲ့ YouTube Channel ကို Like and Subscribe လုပ်ဖို့မမေ့ကြနဲ့နော်ကျမ်းမာရေးကောင်းဖို့ဆိုတာကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်ကျမ်းမာရေးကောင်းအောင်ဘယ်လိုနေထိုင်သင့်တယ်ဆိုတာကိုတင်ပြပေးသွားမှာပါကျမ်းမာရေးဆိုတာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးဆိုင်ရာတွေအားလုံးပြည့်စုံနေတဲ့အခြေအနေကိုဆိုလိုတာပါကျမ်းမာရေးကောင်းမှုမှသာပျော်ရွှင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မှာပါဒါကြောင့်ကျမ်းမာရေးကောင်းဖို့အတွက်ဒီချက်တွေကိုဂရုတစိုက်လိုက်နာသင့်ပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအာဟာရပြည့်ဝသောအစားအစာစားပါ။ဟင်းသီးဟင်းရွက်သစ်သီးဝလံအသားနို့နဲ့အစိအစံတွေကိုမျှတအောင်စားပါ။အစီအချိုနဲ့အငန်လျှော့စားပါ။ရေများများတောက်ပါ။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။တနေ့ကိုအနည်းဆုံးမိနစ်30လောက်လေ့ကျင့်ခန်းလုပ်ပါလမ်းလျှောက်တာပြေးတာရေကူးတာစပိန်စီးတာစတဲ့လေ့ကျင့်ခန်းတွေကိုလုပ်နိုင်ပါတယ်အေးရေးဘဝအိပ်ပါတနေ့ကို9နာရီကနေ10နာရီအထိအိပ်ပါပုံမှန်အိပ်ချိန်နိုးချိန်ကိုထိန်းထားပါတန်ရှင်းရေးဂရုစိုက်ပါလက်ကိုမကြာခဏဆေးပါသွားကိုတစ်နေ့2ကြိမ်တိုက်ပါကိုလက်တန့်ရှင်းအောင်ထားပါဆေးစစ်မှုခံယူပါပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါယောဂလက္ခဏာတွေပေါ်လာရင်ဆရာဝန်နဲ့ပြပါစိတ်ပိုင်းဆိုင်ရာကျန်းမာရေးစိတ်ဖိစီးမှုကိုလျှော့ချပါကိုယုံကြည်မှုရှိပါအကောင်းမြင်ပါအနားယူပါစိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိရင်ဆရာဝန်ဒါမှမဟုတ်အကြံပေးသူနဲ့တိုင်ပင်ပါလူမှုရေးဆိုင်ရာကျန်းမာရေးကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပါမိသားစုတငယ်ချင်းတွေနဲ့နှွေးထွေးတဲ့ဆက်ဆံရေးရှိပါလူမှုရေးလှုပ်ရှားမှုတွေမှာပါဝင်ပါအခြားသူတွေကိုကူညီပေးပါကျန်းမာရေးနဲ့ပတ်သက်ပြီးကောင်းကျိုးဆိုးကျိုးတွေကိုပြောပြပေးပါမယ်ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းမွန်ခြင်းယောဂဗျာကင်းဝေးခြင်းအသက်ရှည်ခြင်းပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ခြင်းဆိုးကျိုးများကျန်းမာရေးကိုဂရုမစိုက်လျင်ယောဂများဖြစ်ပွားနိုင်ခြင်းစိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်နိုင်ခြင်းလူမှုရေးပြဿနာများဖြစ်ပေါ်နိုင်ခြင်းဘဝ၏အရေးသွေးကြဆင်းခြင်းကျန်းမာရေးကောင်းဖို့ဆိုတာတနေ့တည်းနဲ့မရနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအထက်မှာဖော်ပြထားတဲ့အချက်တွေကိုဂရုတစိုက်လိုက်နာခြင်းအပြင်ကျန်းမာပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပါကျန်းမာခြင်းသည်လက်ကြီးတစ်ပါးဖြစ်သည်ကိုအမြဲတမ်းရပါဗီဒီယိုကိုအစအဆုံးကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်